ဒီလိုမျိုးရှူထားရမယ်နော်အောင်းပြုတ်တော့ကိုတော့ကျွန်တော်ကတခိုင်းလေးရှူနေရကြီးပေါ့နော်ဒီမှာမီစားအောင်နော်ကျွန်တော်ကကျင်းလို့ရှူတာပဲနော်ဒီစားလို့ဘယ်မှာမရှိဘူးနော်အဲ့မှာပုံမှာအဲ့ပြောကြည့်လိုက်လေကိုဒါဘယ်သူမှမသိတော့ဘူးဟုတ်တယ်ဘယ်သူမှမသိတာဒီထဲမှာကြည့်လိုက်ရโอเคဟုတ်ပြီကျွန်တော်စေတီဝါဆိုရင်ကျွန်တော်တို့နော်ခါလာမှာထွန်းနေသွားမယ်နော်ခါလာမှာထွန်းနေသွားမယ်ဟုတ်ကဲ့ပဲခါလာအပိုင်းကကြည့်ရတယ်။ဘယ်ပါလဲ။ဒီပါဒီပါဒီလေးဒီလေး။ကျော်ဟွာရောက်လာ။ခိုင်းပါပါ။တော့မနှက်ပြမှာ။ကိုယ်စနကဒီလိုတော့နေပါဘူး။ပြင်ပါလေနေရာမကြည့်ရ။ကိုယ်စနေကြည့်ရ။